ငါးကန်ရောက်နေပါလေငါးတွေကနေဘူးတော့ဒီနားလေးကိုမနေကြအောင်ဟိုဘက်ထဲမှာအများကြီးပဲညှိစော်ရောင်နေနေရပဲဟိုကြည့်လိုက်အစိမ်းကြီးအစိမ်းမဟုတ်ဘူးကလေရင်ပြန်ရဲ့ကွာ drone တင်တယ်